ရွက်စိတ်လေးများသည်ပလဲများကိုစူဆောင်းပေးခဲ့သဖြင့်သူမအနေဖြင့်ကျိုးတဲ့သို့တည်ရန်သာလိုတော့သည်သူမကြိုးကြည့်တော်မီဆဲဆဲတွင်မီးလောင်မှုအတွင်ခြေထောက်တစ်ဖက်မီးလောင်တန်ရာရထားသည့်ရွက်စိတ်လေးတစ်ကောင်နှေးကွေးစွာရှောက်လာသည်ကိုတွေ့လိုက်ရသည်နေပါဦးကြောချက်ငါယူလာပေးတဲ့နောက်ဆုံးပလဲတစ်လုံးကိုမတိရသေးပဲကျိုးမချီပါနဲ့ဦးကြောချက်သည်ပလဲများကိုဘရင်မကြီးထံယူဆောင်သွားသောအခါဘရင်မကြီးကအားလုံးစုံမစုံအရင်ရေတွက်ကြည့်ပြီးနောက်ပြောသည်မင်းဒီစမ်းသက်ချက်ကိုအတော်လေးကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့တာပဲမနှက်ဖြန်ကြရင်နောက်တစ်ခုပေးမယ်နောက်တစ်နေ့မနှက်စောစောတွင်ဘရင်မကြီးသည်ကြောချက်ကိုခေါ်ပြီးပြောပြန်သည်ငါသားတော်ကရေချိုးနေတော့သူ့ရဲ့ရွှေလက်စွပ်ကိုပင်လယ်ထဲမတော်တဆချပစ်လိုက်မိတယ်အဲ့ဒီလက်စွပ်ကိုရှာပြီးဒီနေ့အတွင်းငါစီပြန်ယူလာပေးရမယ်မင်းကလေးသည်တွေးတောလျက်ကမ်းခြေတွင်လမ်းလျှောက်နေမိသည်ရေသည်ကြည်လင်နေသည်မှာမှန်တော်လဲလက်စွပ်ရှိမိနေရာကိုမြင်နိုင်ရန်အလွန်နှက်လွန်းလာသည်အိုးငါရဲ့ရွှေငါးလေးမင်းသားအခုဒီမှာရှိရင်တိတ်ကောင်းမှာပဲမင်းငါကိုတေချာပေါက်ကူညီနိုင်မှာထိုခဏမှာပဲရွှေငါးလေးပေါ်လာပြီးမေးသည်မင်းအတွက်ငါဘာလုပ်ပေးရမလဲပင်လယ်ထဲပြုတ်ကျသွားတဲ့ရွှေလက်စွပ်ကိုရှာရမယ်ဒါပေမဲ့ရေအောက်ခြေကိုမမြင်ရတော့ရှာရတာအချီးနှီးပဲဖြစ်နေတယ်ငါခုလေးတင်ပဲသူ့ရဲ့ရေရက်မှာရွှေလက်စွပ်ဆွတ်ထားတဲ့ငရံတစ်ကောင်နဲ့ဆုံခဲ့တယ်ခဏလေးစောင့်တော့မကြာမီအချိန်တွင်းမှာပင်ရွှေငါးလေးသည်ငရံနဲ့အတူလက်စွပ်ကိုယူဆောင်ကပြန်လည်ရောက်ရှိလာသည်ငရံသည်လက်စွပ်ကိုစေတနာစိတ်ဖြင့်ပြန်ပေးခဲ့သည်ကြောချက်သည်ထိုလက်စွပ်ကိုဘရင်မကြီးထံယူဆောင်သွားရာဘရင်မကြီးကသူမ၏စွမ်းဆောင်မှုကိုကျေးဇူးတင်ပြီးတတိယမြောက်စမ်းသပ်ချက်ကိုကြေညာခဲ့သည်မင်းကိုဆေးလွတ်လိုက်တဲ့ဘရင်မကြီးထံငါရဲ့ရွှေအောင်စပင်ရှိတဲ့တားတော်နဲ့တကယ်ပေးစားခြင်းနဲ့ဆိုရင်ငါအလိုချင်ဆုံးအရာနှစ်ခုကိုယူလာပေးရမယ်အဲ့ဒါတွေကတော့တေချင်းရည်နဲ့ရှင်ချင်းရည်ပဲကြောချက်သည်ထိုရည်များကိုမြည်သည့်နေရာတွင်ရှာရမည်ကိုလုံးဝမသိသဖြင့်မိမိ၏ကံကြမ္မာအတိုင်းသာလွတ်ထားရန်ဆုံးဖြတ်ခဲ့သည်သူမသည်လမ်းဆရှာရင်းကန်ဆန်းကပထမဦးစွာလမ်းတစ်ခုအတိုင်းသွားခဲ့ပြီးနောက်အခြားလမ်းတစ်ခုသို့သွားရင်းမှောင်မိုက်သောတောအုပ်တစ်ခုသို့ရောက်ရှိသွားသည်။အိုးငါရဲ့ကြီးကန်းလေးတွေသာရှိရင်ငါကိုကူညီနိုင်မလားမသိဘူး။ရုတ်တရက်သူမ၏ခေါင်းပေါ်တွင်အတောင်ပံခတ်တံကိုကြားလိုက်ရပြီးကြီးကန်းများသည်အော်ဟစ်ကဆင်းသက်လာကြသည်။ကျုပ်တို့ရောက်ပါပြီကျွန်ုပ်တို့ကူညီပါမယ်။ဘာရှာနေတာလဲငါတေချင်းရည်နည်းနည်းနဲ့ရှင်ချင်းရည်နည်းနည်းလိုချင်လို့ဒါပေမဲ့ဘယ်မှာရှာရမှန်းမသိလို့ရှာဖို့မဖြစ်နိုင်ဘူး။အဲ့ဒါတွေဘယ်မှာရှိလဲဆိုတာကျွန်ုပ်တို့ကောင်းကောင်းသိပါတယ်။ခဏလေးစောင့်ပါရင်းတို့သည်ချက်ချင်းပြန်တန်းသွားကြပြီးမကြမီမှာပင်နှုတ်သီးတွင်ဘူးတိ6ဘူးလေးတစ်ခုစီကိုက်ချီကပြန်ရောက်လာကြသည်ဘူးတစ်ခုတွင်ရှင်ချင်းရည်ပါရှိပြီးအခြားတစ်ခုတွင်တေချင်းရည်ပါရှိသည်ကြောချက်သည်ဝမ်းမြောက်ဝမ်းသာဖြစ်ကနန်းတော်သို့ပြန်ခဲ့သည်တောအုပ်ထဲမှထွက်ခါနီးတွင်နှစ်ပန်းပင်နှစ်ပင်ကြား၌စောက်ထားသောပင့်ကူအိမ်တစ်ခုကိုတွေ့လိုက်ရသည်အင်း၏အလဲတွင်ပင့်ကူကြီးတစ်ကောင်သည်မိမိတက်လိုက်သောရင်ကောင်တစ်ကောင်ကိုစားတောက်ဖို့လုပ်နေသည်ကြောချက်သည်တေချင်းရည်အဆက်ချို့ကိုပင့်ကူကြီးပေါ်သို့လောင်းချလိုက်ရာပင့်ကူသည်ချက်ချင်းပင်တေဆုံးသွားပြီးရင်ကောင်သည်မဲ့နေသောချယ်ရီတီတစ်လုံးကဲ့သို့မြေပြင်ပေါ်သို့လိမ့်ကျသွားသည်သို့တော့ရင်ကောင်လေးအားရှင်ချင်းရည်နှင့်တိုးထိလိုက်သည်နှင့်ရင်ကောင်သည်ချက်ချင်းပြန်လဲလှုပ်ရှားလာပြီးခြေလက်များကိုဆန့်ထုတ်ကာပင့်ကူအိမ်ထဲမှရုံထွက်ပြီးအတောင်ပံများကိုဖြန့်ကာပြန်တန်းသွားခဲ့သည်ပြန်မသွားမီသူမ၏နားနီးတွင်တဝီဝီဖြင့်ဤသို့ပြောခဲ့သည်ကြောချက်မင်းငါကိုအသက်ပြန်သွင်းပေးတဲ့အတွက်မင်းရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုမင်းဖန်တီးလိုက်တာပဲဘာလို့လဲဆိုတော့ငါရဲ့အကူအညီမပါရင်မနှက်ဖြန်မင်းသား12ယောက်ထဲကရွှေအောင်စပင်ရှိတဲ့မင်းသားကိုမင်းဘယ်တော့မှခွဲခြားသိမှာမဟုတ်ဘူး